ငယ်ချင်းတို့ရေ MYP ရဲ့ဘူတုဒဟင်းလေးကိုကြီးအကြောင်းသိပြီးပြီလားမြန်မာယူ platform လို့ပြောလိုက်ရင်အသက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်မှုတွေကိုလေ့လာနိုင်တဲ့ online သင်တန်းတွေပဲရှိရလို့တငယ်ချင်းတို့ကထင်နေတာလားတကယ်တော့ MYP မှာ online သင်ခန်းစာတွေအပြင်ဘူတုဒဟင်းလေးကိုကြီးနဲ့တူတဲ့ e-library လည်းရှိသေးတယ်နော် MYP website ကိုဝင်ပြီး e-library ကိုဖွင့်လိုက်မယ်ဆိုရင်အခုလိုဘူတုဒရစေတဲ့ဖတ်စရာစာအုပ်တွေနဲ့စောင်းပါတွေကြည့်ရှုစရာပညာပေးဗီဒီယိုတွေနားဆင်စရာ podcast တွေတွေ့ရမှာပါဒါရင်မကဘူးကျောင်းသင်ရိုး e-book တွေအင်္ဂလိပ်စာသင်ချာသိပ္ပံစတဲ့ဘာသာရပ်ဆိုင်ရာသင်ထောက်ကူရင်းမြစ်တွေကိုလည်းလေ့လာလို့ရနေပြီနော်ကဲဒီတော့ MYP မှာ online သင်ခန်းစာတွေလေ့လာရင် e-library ကိုလည်းအသုံးပြုဖို့တငယ်ချင်းတို့ကိုဖိတ်ခေါ်ပါရစေ MYP e-library တဲကကိုယ်ကြိုက်ဆုံးရာတစ်ခုကိုလည်း comment မှာပြောခဲ့ကြပါဦးနော်